မင်္ဂလာပါကျွန်တော်ခုဒီဗီဒီယိုမှာဒီနဲ့ယူနဲ့ပြောတဲ့အခါမှာကျွန်တော်တို့တဘောဝကြကြမြင်မြင်ပြောတဲ့အခါမှာအတန်ပြောင်းလဲသွားပုံကိုကျွန်တော်မျှပေးမှာဖြစ်ပါတယ်ဥပမာဒီစလုံးကိုဖြည်းဖြည်းပြောမှဆိုရင် did you လို့ကျွန်တော်တို့ပြောပြီးတော့ကျွန်တော်တို့တဘောဝကြကြမြင်မြင်ပြောတဲ့အခါမှာကျွန်တော်တို့ did you လို့မပြောဘဲနဲ့ did you ဆိုပြီးတော့အတန်ကပြောင်းပြီးပြောသွားဖြစ်ပါတယ်စလုံးပေါင်းတဲ့ပုံစံကဘယ်လိုလဲဆိုရင် did GOO ဆိုတဲ့အတန်ပြောင်းပြီးပြောတာဖြစ်ပါတယ်ဥပမာဒီစလို့ဆိုရင်ဖြည်းဖြည်းပြောရင် did you eat ဆိုပြီးတော့ပြောပြီးတော့ကျွန်တော်တို့သဘောကျကျမြင်ပြောတဲ့ခါမှာ did you eat ဆိုပြီးတော့ကျွန်တော်တို့ဒီနဲ့ယူနဲ့အတန်ကဆက်ပြီးတော့ပြောရပါတယ်เนาะပြီးတော့ဒီစလို့ဆိုရင်ကျွန်တော်တို့ဖြည်းဖြည်းပြောမှဆိုရင် did you call him ဆိုပြီးတော့ကျွန်တော်တို့ပြောပြီးတော့တဘောကျကျမြင်ပြောရင်ကျွန်တော်အတန်ကပြောင်းသွားပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုရင်Did you call him? Did you call him? Did you call him? မင်းသူကိုဖုန်းခေါ်ခဲ့လား Did you see it? ကျွန်တော်ဖြည်းဖြည်းပြောဆိုရင် Did you see it ဆိုပြီးတော့ဖြည်းဖြည်းပြောပြီးတော့ကျွန်တော်တဘောကြကြမြန်ပြောရင်ဘယ်လိုဖြစ်သွားလဲဆိုရင် Did you see it? Did you see it? ကျွန်တော်ဒီနဲ့ you ကို Did you လို့ပြောမယ်နဲ့ကျွန်တော်တို့ Did you ဆိုပြီးတော့အတန်ပြောင်းသွားတာဖြစ်ပါတယ်ဒီစလုံးကိုလည်းကျွန်တော်တို့ဖြည်းဖြည်းပြောမဆိုရင်Would you help me ဆိုပြီးတော့ကျွန်တော်ဖြည်းဖြည်းပြောပြီးတော့မြန်ပြောတဲ့ခါမှာအတန်ကဘယ်လိုပြောတာလဲဆိုရင် Would you help me Would you help me မင်းငါ့ကိုကူညီနိုင်မလားဒီစလုံးကိုလည်း Would you like some coffee ဆိုပြီးတော့ကျွန်တော်တို့ဖြည်းဖြည်းပြောမယ်တဘောကြကြပြောမယ်ဆိုရင်ဘယ်လိုဖြစ်သွားလဲဆိုရင် Would you like some coffee Would you like some coffee Would you like some coffee Would you ဆိုပြီးတော့ပြောသွားဖြစ်ပါတယ်ပြီးတော့ဒီစလုံးကိုလည်းကျွန်တော်တို့ဖြည်းဖြည်းပြောမှဆိုရင် Could you come here ဆိုပြီးတော့ကျွန်တော်တို့ဖြည်းဖြည်းပြောရင်အဲ့လိုတစ်လုံးချင်းစီဖြစ်သွားပြီးတော့ကျွန်တော်မြန်ပြောတဲ့ခါမှာစလုံးကဆက်သွားတဲ့ခါမှာအတန်က Could you come here ဆိုပြီးဖြစ်သွားပါတယ်ကျွန်တော်ဒီနဲ့ယူနဲ့အတန်ကချိတ်ဆက်ပြီးတော့ပြောရတာဖြစ်ပါတယ် Could you come here Could you come here ပြီးတော့ဒီစကားကိုလည်းဖြည်းဖြည်းပြောမှဆိုရင် Could you do it ဆိုပြီးတော့ကျွန်တော်တို့ဖြည်းဖြည်းပြောရင်အဲ့လိုတတ်ထွက်ပြီးတော့ညံပြောတဲ့ခါမှာသဘောကျတယ်မှာဆိုရင် Could you do it Could you do it မင်းအဲ့ဒါကိုလုပ်နိုင်မလားဟုတ်ကဲ့ပါကျွန်တော်ခုမျှပေးချင်တာဒီလောက်ပါပဲကျွန်တော်ကို like တွေ share တွေလုပ်ပြီးတော့ကူညီပေးလို့ရပါတယ်ဒီလိုဗီဒီယိုမျိုးကိုကြက်တဲ့ဆိုရင်အကောမှာ like လုပ်ကြပါဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် so see you in the next video bye bye